တိုင်းမင်းရဲ့အကြောင်းကသုံးဖို့နိုင်လို့နဲ့ချစ်ပါဒါကြောင့်ကိုတကယ်လို့ခေါ်မယ်ရှင်လို့ခေါ်မယ်တော့ခေါ်မယ်တော့ကြွပြေးလဲလို့ကိုမလို့ပါနောက်ရှက်ကအောင်နောက်ထဲမှာဆွေးနေတဲ့ဆွလို့နှလုံးသားဒါကြောင့်ကိုပြန်ခဲ့မယ်ပြန်လဲလာမယ်တော့ပဲလို့ရောက်တဲ့ရမင်းရဲ့မျက်နှာအိမ်မတိုင်းမင်းရဲ့အကြောင်းကသုံးဖို့နိုင်လို့နဲ့ချစ်ပါဒါကြောင့်ကိုတကယ်လို့ခေါ်မယ်ရှင်လို့ခေါ်မယ်တော့ခေါ်မယ်တော့ကြွပြေးလဲလို့ကိုမလို့ပါနောက်ရှက်ကအောင်နောက်ထဲမှာဆွေးနေတဲ့ဆွလို့နှလုံးသားဒါကြောင့်ကိုပြန်ခဲ့မယ်ပြန်လဲလာမယ်